မေလ2026ကျွန်တော်နဲ့အတူဗီဒီယိုတစ်ဖိုင်လေးလေ့လာကြည့်ရအောင်ပြီးမှကျွန်တော်တို့ဆက်ဆွေးနေကြရအောင်ပေါ့ကျွန်တော်စစ်မှုထမ်းပေါ်တာဆိုရတဲ့ပတ်သက်ပြီးတော့မပြောပါဘူးဘာဖြစ်လို့လဲတပုံနေလက်ထဲမှာဆိုလို့ရှိရင်ဒါဆွဲစရာတော့မလိုတပုံနေလက်ထဲမှာမိန်းကလေး3ယောက်ရှင်1ယောက်ထက်ယောက်ျားလေး3ယောက်ရှင်2ယောက်ထက်တခါလဲမထဲဘူးလားမထဲတိုက်ပြင်မထားပဲခုနပြောပလိုက်တယ်ဟုတ်လားခုနပြောပလိုက်တယ်မလိုက်လို့ကိုမရဘူးတပုံလက်ထဲမှာပြောတော့မှန်ပါခွေးပါမင်းပြောတဲ့စကားက PDF တွေကရွာဝင်ပြီးရင်လူငယ်တွေအမျိုးသမီး3ယောက်ရှိရင်1ယောက်ထက်အမျိုးသား3ယောက်ရှိရင်2ယောက်ထက်မထဲဘူးလားမထဲရင်တပ်ပလိုက်ဆိုလားခွေးပါပေါ့မနော်မင်းတို့တက်သေးပါညာတော့မပြောပါဘူးငါတို့ PDF ဒီမှာအဲ့ဒါလို့ရုံညံ့သိပ်ပြအောက်တန်းသားဆန်တဲ့စိတ်မရှိမင်းတို့ခွေးသားအမျိုးရုပ်ထဲမှာပဲရှိတယ်ခွေးသားပေါ့မနော်မင်းကအလွန်တရာစက်စုပ်ယွန်းစားပွဲတကယ်ရဘလောက်ယွန်းစရာပေါင်းတဲ့ခွေးသားမျိုးလဲဆိုငါတို့ PDF ဆိုတာအလွန်တရာစိတ်ဓာတ်တွေလူငယ်တွေနော်သူတို့ရဲ့စိတ်ဓာတ်တွေကအလွန်တရာမြင့်မြတ်တဲ့စိတ်တွေသူရဲကောင်းဆန်တဲ့စိတ်တွေသူတော်ကောင်းဆန်တဲ့စိတ်တွေနဲ့ဒီမျိုးဆက်မှာပဲဒီအာနာဆင်တွေမျိုးပြုတ်မျိုးတုံးရမှာဆိုတော့ရည်ရွယ်ချက်နဲ့ဒီတော်လှန်ရေးကိုပူပေါင်းပါဝင်ပြီးတော့မှဇွဲလုံလဝိရိယတွေနဲ့မင်းတို့စစ်အာနာဆင်အာနာယူတွေကိုတုတ်တင်ရှင်းလင်းနေတာခွေးသားပမနွား PDF မှာဆိုတာအလွန်တရာမြင့်မြတ်တဲ့သူရဲကောင်းတွေကြီးပဲအလွန်တရာတော်တဲ့သူတော်ကောင်းတွေကြီးပဲမင်းတို့ခွေးသားပမနွားဝတ်ထားတဲ့သင်္ကန်းနဲ့ခွေးရောင်တောင်းစားရောက်တော့တခိုးရောင်အောက်တန်းစားအမျိုးမျိုးစိတ်ဓာတ်နဲ့မင်းချင်းကပ်ပြီးနေတာခွေးသားပမနွားကဲမိဘပြည်သူများဗီဒီယိုဖိုင်လေးဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြရအောင်ဒီမှာစစ်မှုထမ်းတဲ့ဥပဒေနဲ့ပတ်သက်ရင်ဟုတ်လားမရှိစင်းရသားတွေပဲများစစ်မှုထမ်းတဲ့ပတ်သက်ချမ်းသာတဲ့ဒါတမီတဦးမှမပါဘူးပေါက်ကူတော့လွှဲလိုက်ပေါ်တာဆွဲပေးမယ်တိုက်တဲ့လောက်ဆဲပလိစီဖုန်းကြီးပေါ်တာဆွဲတိုက်တဲ့လောက်ပြောပလိစီနော်တိုက်တဲ့လောက်တေအောင်ပြောပလိစီမကြခင်မဆိုင်ရင်မိုးဆက်လာလိုက်မယ်အောင်စပူဆက်လာလိုက်မယ်အောင်စပူကဟုတ်ပါကနေရဗျာခင်ဗျပထုံးတော်ကြီးတွေမှာတော်တော်များများဖိုးချစ်ဆက်လာလိုက်မယ်ဆွဲပြမယ်ခင်ဗျားတို့ကတရားဝင်ခွင့်ပြုလိုက်အဲ့ဒီထဲမှာမလာကောင်းကောင်းအရာကောင်းကောင်းနေကြရင်အကုန်လုံးကဆွဲပြတယ်နော်မြတ်သားပေါ့ဗျာအားလုံးကစစ်မှုထမ်းတာဒါမှခင်ဗျားကလည်းတထေးသားလည်းစစ်မှုထမ်းတယ်ဟိုကလည်းစစ်မှုထမ်းတယ်အကုန်လုံးဒါမှခင်ဗျားစစ်မှုထမ်းတဘွားနီးလိုက်ကြတော့မှာဗောကံမိဘပြည်သူများပေါ့မနော်ခွေးသားကတော့ပေါ်တာဆွဲဖို့အတွက်ကြိုးစားဆောင်ရနေပါပြီဘယ်သူဘာပြောဘယ်ယူမဆိုင်ဘူးတဲ့သူဆွဲပြမယ်သူလုပ်ပြမယ်ခွေးသားပေါ့မနော်ပေါ်တာဆွဲတာနစ်စောက်လောက်ပါရှိတယ်ကံမိဘပြည်သူများစဉ်းစားကြည့်ဒီခွေးသားပေါ့မနော်ပေါ်တာနဲ့သူနဲ့ပါဆိုင်ဘယ်လိုမှမဆိုင်ဘူးနော်ဘယ်လိုမှမပတ်တော့ဒါပေမဲ့ဒီခွေးသားပေါ့မနော်ကပေါ်တာဆွဲမယ်တဲ့ဆွဲတာတော့ကြာနေပါပြီအခုမှထိမနိုင်သိမရဖုံးမနိုင်ဖိမရမှခွေးသားခွေးချင်းခွေးချန်နဲ့လာပြီးတော့ပြောနေတာဒီခွေးသားပေါ်တာဆွဲလာတာလည်းအရေးအတွက်မနေတော့အခုမှလူတွေကဘယ်ကောင်ဆွဲလဲခွေးသားပေါ့မနော်ဖုတ်ဖက်ဘယ်ကောင်လို့လဲခွေးသားပေါ့မနော်အဖွဲ့စုကမှတရားအများပြည်သူကသိလာတော့မှတမင်တတ်ဆူဆန်နဝပုံတက်လာပြီးတော့အတန်ကောင်းလာဟဲ့နေတာနော်အခုဇက်လက်ပွဲဇက်တပင်နေမှာလဲဟုတ်လားစွမ်းရည်မိုးတို့ဖိုးချစ်တို့အောင်စပီတို့လာကရင်လားပေါ်တာသူဆွဲပေးပါအောင်မယ်တဲ့တကယ်တော့မိဘပြည်သူများဒီဇက်တပင်လောကမှာဒီဇက်ပွဲတွေအခုတောက်ဆောက်လိုက်ကနေတယ်တမျိုးပြီးတမျိုးတနယ်ပြီးတနယ်လိုက်ကနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကျွန်တော်နိုင်ငံသားတွေအာရမတတ်တာတဲ့စုဆောင်ခြင်းဖန်ဆီးခံရခြင်းအရေးအတွက်ကထောင်နဲ့ပေါင်းနဲ့ချီပြီးရှိနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ခွေးစစ်မိတ်ဆရာတွေအလွန်တရာဆက်ဆုပ်ယွန်စားပွဲကောင်းတဲ့အောက်တန်းစားလုပ်ရတဲ့ပျော်ပွဲဆင်ပွဲတွေဖန်တီးပေးတယ်။အဲ့ပျော်ပွဲဆင်ပွဲတွေဖန်တီးပြီးအဲ့ပျော်ပွဲဆင်ပွဲတွေပတ်ကြည့်တဲ့အချိန်မှာလာရကောင်နဲ့ကြက်ကလေးတွေငှက်ကလေးတွေလောချင်းတာကောက်ထည့်သွားတာမရေမတွက်နိုင်တော့တက်သေးပေါင်းများစွာရှိပါတယ်။ဒီအတွက်မိဘပြည်သူတို့ရှင်းရှင်းပြောမှဆိုရင်အခုပေါ့မနော်ခွေးသားကဇက်သပင်တွေလက်ကရင်လည်းပေါ်တာဆွဲပေးမှဆိုတဲ့ကိစ္စကဒါလည်းထိမနိုင်သိမရဖုံးမနိုင်ဖိမရလို့ဘ
သူတို့ရဲ့လောက်ရက်တွေကိုအရင်ကမလောက်ပဲအခုမှလောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လက်ထွက်ပြောတာပါစင်စင်ပြောရင်တော့သူတို့ရုံမှာကောက်ကျစ်ခဲ့တဲ့အောက်တန်းစားလောက်ရက်တွေကိုဖုံးကွယ်ခြင်းလို့အခုမှငါတို့စားလောက်မယ်ဆိုတဲ့စောက်လေတံမျိုးနဲ့လာပြောတာဒီခွေးသားပေါ့နော်ကဒါပေမဲ့ဒီလေတံအတိုင်းလည်းအရင်တော့က100ဖိုင်းအခု1000ဖမ်းပါလိမ့်မယ်ကဲပွဲကြိုက်ခင်ညပွဲကြိုက်မောင်များသွားပါဘာဖြစ်လို့လဲဆိုတော့အသိဉာဏ်ညာမဖွံ့ဖြိုးလို့သွားတာလားပြောခြင်းပါခြင်းစိတ်ကပဲထိမနိုင်သိမရလို့သွားတာလားဘလို့နီးနဲ့ပဲသွားခြင်းတလို့သွားစစ်မိတ်ဆာနဲ့အာနာယူတွေကတော့ပြက်ကလေးငှက်ကလေးဖမ်းတယ်လို့တတ်တာတဲ့စုဆောင်ခြင်းကိုခံနိုင်ရင်တော့သွားကြပေါ့လေကျွန်တော်တို့ကတော့မသွားဖို့အချိန်ကြီးတားပါတယ်ဇတ်တပင်နေမှာထောင်ချောက်ဖြစ်နေပါတယ်ဘာဖြစ်အစိမ့်မှာဇတ်တာလဲအနောက်မှာတတ်တာတဲ့စုဆောင်ရတယ်ဖမ်းခံရတယ်ပေါ်တာတွေဆွဲခံရတယ်အချိန်မောင်းလည်းမနွယ်ဘူးအရေးတက်ပါလည်းမနွယ်ဘူးအဲ့ဒါကိုမှအသိဉာဏ်တင်ညာမပွင့်လို့သွားခြင်းနဲ့ပွဲကြိုက်ခင်ပွဲကြိုက်မောင်နေလဲဆန္ဒအတိုင်းသာပေါ့လေကျွန်တော်တို့ကတော့မသွားဖို့အတွက်နှိုးတော့ပါတယ်မိဘပြည်သူများကျွန်တော်အစိတ်ပိုင်းလေးတစ်ခုထပ်ပြီးဆွေးနွေးပြပါနိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ကြီးဖျားပေါငနာခွေးသားရဲ့လုံးရများစွာသည်ယဟန်တို့၌မစိတ်တဲ့သောယဟန်တစ်ပါးဖြစ်နေကြောင်းကိုပြစ်မှုပေါင်းမြောက်များစွာကလုံးရပေါင်းမြောက်များစွာကသင်ရှားစွာတတ်သိပြနေပါလျက်အရှင်ဖျားတို့ဘယ်အတွက်ကြောင့်ပေါငနာခွေးသားကိုတန်ခါအဖွဲ့အစည်းကမထုတ်ပယ်ရပါသနည်းအရှင်ဖျားတို့နဲ့များအလိုတူအလိုပါမျိုးလားဆွေမျိုးသားမျိုးများတော်ဆန့်နေသလိုလား